ဒီနေ့ကတော့ချမောင်ရဲ့နဲ့ညစ်ကိုပစုံလေးနဲ့ကြော်မှာပဲဖြစ်ပါတယ်ပထမဆုံးချမောင်ရွက်လေးတွေခြွေထားလိုက်ပါမယ်ပြီးရင်တော့ခြွေထားတဲ့ချမောင်ရွက်လေးတွေကိုရေတေချာဆေးပေးရမယ်ပေါ့နော်ဝေကတော့စားလေးနည်းနည်းထည့်ဆေးပါတယ်ပူပြီးတော့ပြောင်းအောင်လို့ပေါ့နော်တရေဆေးပြီးသွားရင်တော့နောက်ထပ်စားနှင်းငယ်ထည့်ပြီးချမောင်ရွက်ကိုနယ်ပြီးညှစ်ဆေးပါမယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းပဲထည့်ကြော်လိုက်လို့ရှိရင်ချမောင်ရွက်ကချွဲပြီးအဖန်တက်နည်းနည်းရှိတယ်လို့ခံစားရလို့ပါဒါပြီးရင်တော့ပစုံကိုရေသေးချဆေးပြီးကိုကြိုက်နှစ်သက်တဲ့အရသာထည့်ပြီးနေထားပါမယ်ခုဆိုရင်တော့ကျိုးအစင်းသင်းဖြစ်သွားပါပြီဆောင်းလာတော့ချမောင်ရွက်အများကြီးရလဲဆေးပြီးတော့ညှစ်ထုတ်လိုက်တော့ရောက်လေးပဲရပါတော့တယ်မကြော်ခင်မှာပစုံလေးတွေကိုအရသာဆေးဝင်သွားအောင်လို့အတုံးတုံးလေးတွေညှက်လိုက်ပါသေးတယ်အကုန်လုံးစင်သင်းဖြစ်ပြီဆိုရင်တော့စီထည့်ပြီးတော့ကြက်သွန်နီလေးစီသက်ပါမယ်ကြက်သွန်နီလေးနုံးလာပြီဆိုရင်တော့ခွဲခြားမှုလေးနည်းနည်းထည့်ပါတယ်နည်းနည်းလေးအယောင်လေးတက်လာပြီဆိုရင်တော့ပစုံလေးထည့်ပြီးတော့လုံးပြီးကြော်လိုက်ပါတယ်ပစုံမှာထည့်တဲ့ပစုံမှာရှိတဲ့ရေလေးတွေခြောက်သွားတဲ့လောက်ရှိရင်တော့ချမောင်ရွက်လေးထည့်ပါတယ်ပစုံနဲ့ချမောင်ရွက်ကိုနှံ့သွားအောင်လို့ဝှေပေးလိုက်ပါတယ်ပစုံမှာရှိတဲ့အချိုရတာလေးတွေချမောင်ရွက်နဲ့လုံးဝအောင်ပေါ့နော်ချမောင်ရွက်လေးအယောင်ပြောင်းသွားပြီဆိုရင်တော့ပစုံကပိအရေးဖြော်ထားတာလေးထည့်မယ်ပေါ့နော်ပြီးရင်တော့တမအောင်ဝှေလိုက်ပါမယ်ဒီကတော့ချမောင်ရွက်ထဲကိုအရသာလေးတွေစိတ်သွားအောင်လို့ပါချမောင်ရွက်ထဲကိုအရသာလေးစိတ်မီလို့ကိုထင်တဲ့အချိန်ကျရင်တော့ညှစ်ကလေးနဲ့ငရုတ်သီးစိမ့်လေးထည့်ပြီးတော့တမအောင်ဝှေပြီးရပါပြီကိုလိုချင်တဲ့အရသာလေးထည့်ပြီးမီးအေးအေးနဲ့စိတ်ရှည်လက်ရှည်9မိနစ်လောက်မှွေပေးလိုက်ရင်ညစ်နဲ့ချမောင်ရွက်လေးကလည်းနိုးဤပြီးစီလေးပြန်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့အရသာရှိပြီးစားကျင်စပွဲဖြစ်တဲ့ပစုံချမောင်ရွက်လေးရပြီဖြစ်ပါတယ်ဆုံးလိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်